2016 ခုနှစ်မေလ6ရက်နေ့မှာစူးစီးထားတဲ့အရက်မြက်ပေါင်း17ခုအပေါ်အခြေခံပြီးအင်ဂိုလီမှာလာရက်ဆက်တဲ့လူသက်သမားဘွားကနေမိခင်များရဲ့အဆောင်အရှောင်အဖြစ်သို့ဆိုတဲ့ဒီရှင်းလန်းတင်ပြချက်လေးကိုအခုပဲစတင်လိုက်ကြရအောင်ပါရှေးဟောင်းအိန္ဒိယကရွာလေးတစ်ရွာကိုစိတ်ကူးထဲမှာပုံဖော်ကြည့်လိုက်ကြစို့ရွာသူရွာသားတွေအားလုံးဟာအလွန်ရက်ဆက်ကြမ်းကြုတ်တဲ့လူသက်သမားကြီးတစ်ယောက်ကြောင့်အိမ်ပြန်တော့မထွက်ရလောက်အကြောက်တရားတွေဖုံးလာနေပါတယ်တကယ်ကိုရင်သက်ရှူမောဖွယ်ကောင်းတဲ့တမိုင်းကြောင်းပါပဲအဲ့ဒီလူသားသမားရဲ့နာမည်ကအင်ဂူလီမာလာလို့ခေါ်ပါတယ်အထိပ္ပယ်ကတော့လက်ညိုးပန်းကုန်းမှာတဲ့စဉ်းစားသာကြည့်ကြပါတော့သူတတ်ခဲ့တဲ့သူတွေရဲ့လက်ညိုးတွေကိုဖျက်ပြီးလဲဆွဲပန်းကုန်းလို့ဆွဲထားလို့ဒီလိုနာမည်ဆိုးနဲ့ကြော်ကြခဲ့တာပေါ့ဒါပေမဲ့စာပေမှတ်တမ်းတွေကဆောင်းရင်ဒီလောက်ယူတော့ချမ်းကြုံနေတဲ့လူသားသမားကြီးဟာတောထဲမှာအေးဆေးဆေးလမ်းလျှောက်နေတဲ့ရဟန်းတစ်ပါးကိုအမိလိုက်ရာကနေဘလို့မှရွတ်သိနမတန်နဲ့အပြေးတန်းလိုက်တန်းကြီးစတင်ခဲ့တယ်လို့ဆိုပါတယ်မှတ်တမ်းတွေထဲမှာဆိုထားတာကတော့အင်ဂူလီမာလာဟာသူ့မှာရှိတဲ့အစွမ်းကုန်ခွန်အားတွေလက်နက်တွေကိုတုံးပြီးအပြေးလိုက်ခဲ့ပြင်မဲ့တာမန်ခြေလန်းတွေနဲ့တီတီငိမ့်ငိမ့်လမ်းလျှောက်နေတဲ့ဗုဒ္ဓမြတ်စွာဘုရားကိုဘယ်လိုမှအမြင်မလိုက်နိုင်ခဲ့ဘူးတဲ့အပြေးတန်ဆုံးလူသားသမားကအေးဆေးလမ်းလျှောက်နေတဲ့ယဟန်တစ်ပါးကိုမမီဘူးဆိုတာတကယ်ကိုအန်တိုးเสียကြီးနော်နောက်ဆုံးတော့သူကိုယ်တိုင်မော်ဟိုက်နွမ်းနေပါပြီးယဟန်ကြီးရပါအောင်လို့အော်ဟစ်တောင်းဆိုခဲ့ရတဲ့အထိဖြစ်သွားပါတယ်ဒီညမှာဘုန်းတော်မြတ်စွာဘုရားရဲ့တုံ့ပြန်စကားကသူ့ရဲ့အတိအမြင်တွေကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းကိုမပြောခင်မှာမူလကထက်မြက်တဲ့ចောင်းသားလူငယ်လေးတယောက်ဟာဘယ်လိုလုပ်ပြီးအခုလိုသွေးစာနေတဲ့လူသက်သမားကြီးဖြစ်လာခဲ့ရတယ်လဲဆိုတဲ့အလွန်ကိုဝမ်းနည်းစရာကောင်းတဲ့ဘဝအစပိုင်းကိုအရင်ဆုံးပြကောက်ကြည့်ကြရအောင်ပါ။သူ့ရဲ့ငယ်နာမည်ကအဟင်တကပါအကြမ်းမဖတ်သူဒါမှမဟုတ်အပြစ်ကင်းသူလို့အသေးပဲရပါတယ်သူဟာတက္ကသိုလ်ပြင်မှာအလွန်တော်တဲ့ထိတ်တန်းကျောင်းသားတစ်ယောက်ပေါ့ဒါပေမဲ့သူ့ကိုမနာလို့ဖြစ်နေတဲ့တခြားကျောင်းသားတွေကဆရာကြီးစီမှာမဟုတ်မမှန်ကုန်းချောစကားတွေတွားပြောကြတယ်ဒီစကားတွေကိုယုံသွားတဲ့ဆရာကြီးကပညာသင်ပြီးမြောက်တဲ့အထိမ်းမှန်နေနဲ့အလွန်ကြောက်စရာကောင်းတဲ့ပူဇော်ကြေးတစ်ခုကိုတောင်းဆိုလိုက်ပါတယ်အဲ့ဒါကတခြားမဟုတ်ပါဘူးလူတွေရဲ့ညာဘက်လမ်းညို့ပေါင်း1000တီတီပါပဲဒီလိုမျိုးမဖြစ်နိုင်တဲ့တောင်းဆိုမှုကြီးကအဟင်စကားရဲ့စိတ်ထဲကအမောင်မိုင်းဆုံးအလားလာတွေကိုနိုးထွားထွားစေတာပါပဲတချို့မှတ်တမ်းတွေမှာဆိုရင်သူကအတိတ်ဘဝကလူသားတွေကိုစားသုံးတဲ့ဘီလူတကောင်ဖြစ်ခဲ့ဘူးတယ်လို့လည်းဆိုကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီချိန်ကစလို့သူဟာဇာလီယာတော့ထဲကိုဝင်သွားပြီးလူတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်လိုက်တာလက်ညှိုးပေါင်း990ခုချောင်းတီတောင်ဆူဆောင်းမိသွားခဲ့ပါတယ်ရီမန်းချက်ပြည့်ဖို့လက်ညှိုးတစ်ချောင်းနဲ့သာလိုတော့တဲ့အချိန်မှာသူဟာသူ့ကိုမွေးထားတဲ့မိခင်ရင်ကိုတော့တပ်ဖြတ်ဖို့ပြင်ဆင်နေခဲ့တယ်လို့မှတ်တမ်းတွေကဆိုပါတယ်သူ့ရဲ့မိခင်မန်ဒနီဟာကောသလမင်းကြီးရဲ့စစ်တပ်ကြီးလာနေပြီဆိုတဲ့အကြောင်းကိုတားဖြစ်သူကိုတတိပေးဖို့အတွက်အသက်အန္တရာယ်ကိုတော့မငဲ့ပဲတောအုပ်ထဲကိုရဲရဲဝင်းဝင်းဝင်လာခဲ့တာပါဒါဟာမိခင်တယောက်ရဲ့ကြီးမားလာတဲ့မေတ္တာနဲ့အနစ်နာခံမှုကိုရှင်းရှင်းလင်းလင်းပြသနေကြပါပဲဒီလိုအလွန်ဆိုးရလာတဲ့မိခင်ကိုတပ်ဖြတ်မဲ့လောက်ရက်ကိုမကျူးလွန်ခင်လေးမှတင်ဘုဒ္ဓမြတ်စွာဘုရားကအချိန်မီဝင်ရောက်တားဆီးခဲ့ပါတယ်အင်္ဂလိပ်မာလာကယဟန်ကြီးရပ်ပါလို့အော်ဟစ်လိုက်တဲ့အခါမြတ်စွာဘုရားကသူ့ရဲ့စိတ်ကိုအကြီးအကျယ်ရိုက်ခတ်သွားစေမဲ့အတိတရားရစေမဲ့စကားတစ်ခွန်းမိန့်ကြားခဲ့ပါတယ်ငါဒီတရှိတတော်အပေါင်းအပေါ်အချမ်းဖက်ခြင်းကိုစွန့်လွတ်ကသာဝရရတန်နေသူဖြစ်၏တင်ဒီတာမရတန်တေသူဖြစ်၏ဆိုတဲ့အလွန်လေးနေတဲ့စကားပါပဲဒီစကားလုံးတွေရဲ့လေးနဲ့လာတဲ့သဘောတရားကိုသဘောပေါက်သွားတဲ့အခါမှာတော့သူ့ရဲ့အချမ်းဖက်လို့တဲ့စိတ်တီချက်ချင်းပဲပျောက်ကွယ်သွားပါတော့တယ်အင်္ဂလိပ်မာလာဟာသူ့ရဲ့လက်နက်တီလက်ညှိုးပန်းကုန်းတွေကိုစွန့်ပစ်လိုက်ပြီးသူ့ယုံကြည်ခဲ့တဲ့ဆရာကြီးရဲ့လက်စားမှုကိုအမှန်တိုင်းသိမြင်သွားခဲ့ပါတယ်ဗုဒ္ဓမြတ်စွာဘုရားရဲ့မေတ္တာကရုဏာတော်ကိုအလွန်ချီးညိုသွားပြီးအဲ့ဒီနေရာမှာတင်ရဟန်းပေါင်ကိုဝင်ရောက်ခဲ့ပါတယ်ဒါဟာသူ့ဘဝရဲ့အကြီးမားဆုံးအချို့အကွေ့ပါပဲဒီအပိုင်းမှာဇလိုင်းရဲ့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အလဲပြန်းကိုတွေ့ရပါမယ်လူသားသမားကိုဖန်ဆီးဖို့စစ်တပ်ကြီးနဲ့ကြီးကြဲခမ်းနားစွာထွက်လာတဲ့ကောဆလမင်းကြီးဟာဇေဒဝန်ကျောင်းတော်မှာအလွန်အေးချမ်းတည်ငြိမ်စွာတည်တင်းတုံးနေတဲ့ယဟန်တစ်ပါးကိုတွားတွေ့ပါတယ်အဲ့ဒီယဟန်ကတခြားသူမဟုတ်ပဲသူတို့လိုက်လံဖန်ဆီးနေတဲ့အင်္ဂလိပ်မာလာဖြစ်နေတာကိုသိလိုက်ရတဲ့အခါဘင်းကြီးခင်ဗျာအလွန်တရာကိုအံ့တော်ထိတ်လန့်သွားခဲ့ရပါတယ်ဒါပေမဲ့စာပေမှတ်တမ်းတွေမှာကံတရားနဲ့ပတ်သက်တဲ့အလွန်အရေးကြီးတဲ့အမှန်တရားတစ်ခုကိုဆက်ပြီးအလေးပေးဖော်ပြထားပါတယ်စဉ်းစားကြည့်ရစို့စိတ်ပိုင်းဆိုင်ရာအလင်းရသွားတာနဲ့ပဲအတိတ်ကလောက်ရက်တည်းရဲ့ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်တွေအားလုံးပျောက်ကွယ်သွားပြီလားဆိုတာပါပဲအဖြေကတော့ရှင်းပါတယ်မပျောက်ကွယ်သွားပါဘူးအချမ်းဖက်လို့တဲ့စိတ်သားကနေလွတ်မြောက်သွားပြီမဲ့အတိတ်ကကျူးလွန်ခဲ့တဲ့လောက်ရက်တည်းရဲ့အကျိုးဆက်တွေကနေတော့လွတ်မြောက်သွားတာမဟုတ်ဘူးဆိုတာကိုထင်ရှားစွာပြသနေပါတယ်
အင်္ဂလိမာလာဟာငင်းချမ်းပြီးအကျင့်စာရီတာလုံးဝပြောင်းလဲသွားတဲ့ရဟန်းတစ်ပါးဖြစ်နေပြီဆိုပေမဲ့စွမ်းခံကြွားရဲ့အခါမှာတော့အကြောက်တရားတွေကင်းအောင်နေတဲ့ဖြစ်တဲ့ရောက်သူရွာသားတွေရဲ့ခဲတွေတုတ်တွေနဲ့ပြစ်ပေါက်ရိုင်းနေတာကိုခံခဲ့ရပါတယ်။ဗုဒ္ဓမြတ်စွာဘုရားကတော့ဒါဟာအတိတ်ကသူကျူးလွန်ခဲ့တဲ့ပျက်စီးစေတတ်တဲ့လောက်ရက်တွေရဲ့အကျိုးဆက်ကိုခံစားရတာဖြစ်လို့ဒေါသမထပ်ပဲတီးခံမို့သာမင်းကြတော်မူခဲ့ပါတယ်။ဒါဟာကံတရားရဲ့တန်ဖိုးပေးဆက်ရမှုတစ်ခုပါပဲ။ ရွာသားတွေရဲ့ရိုက်နှက်မှုကြောင့်ဒဏ်ရာအပြင်းထန်ရရှိထားတဲ့အင်္ဂုလိမာလာဟာတနေ့မှာတော့အသက်အန္တရာယ်ရှိလောက်အောင်မိဖွားရခက်ခဲနေတဲ့အမျိုးသမီးတူကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီခါမှာသူ့စိတ်ထဲအဲ့ဒီမျိုးသမီးကိုကုကြီးပေးခြင်းစိတ်တွေပြင်းပြင်းပြပြထစ်ဖော်လာပါတယ်။ဒီညမှာဇလန်းဟာအလွန်လားပါတဲ့အချိုးခွေတစ်ခုကိုရောက်သွားပါတယ်။အရင်ကလူအသက်ကိုရဲရဲဆက်ဆက်တပ်ဖြတ်သူ့ဘွားကနေအခုခါမှာတော့လူအသက်ကိုကာကွယ်ဆောင်ရှောက်သူအဖြစ်ကိုအထင်ရှားပြောင်းလဲသွားခဲ့ပါပြီ မြတ်စွာဘုရားကသူ့ကိုမိခင်ရောခလေးပါဘေးကင်းစေဖို့တစ္ဆာဆိုရေးဂါထာတစ်ခုကိုသင်ကြားပေးခဲ့ပါတယ်။အဲ့ဒီအဖြစ်တော့ရောက်ရှိပြီးတဲ့အချိန်မှဆိုရင်မိသည့်တက်ရှိတတ္တဝါကိုများရည်ရချက်ရှိတက်ဖြတ်ခဲ့ခြင်းမရှိပါ။ဤတစ္ဆာစကားကြောင့်တင်နဲ့တင်ဝမ်းတွင်းရှိခလေးကဘေးကင်းလုံးချုံပါစေ။ဆိုတဲ့တစ္ဆာစကားပါပဲ။မတန်းတွေအရဒီလိုတစ္ဆာဆိုလိုက်တာနဲ့တပြိုင်နက်မိဖွားရခတ်နေတဲ့မိခင်ရောခလေးပါချက်ချင်းပဲဘေးကင်းချမ်းသာစွာနဲ့အလွယ်တကူမိဖွားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီချက်ကအင်္ဂလိမာလာတုတ်တော်ရဲ့အသုံးဝင်ပုံစင့်ကဲပြောင်းလဲလာမှုကိုထင်ရှားစွာပြသနေပါတယ်။မူလရည်ရချက်ကကိုဝင်းဆောင်မိခင်တွေအတွက်ကြိုတင်ဆောင်းဆောင်မှုနဲ့စိတ်သက်သာရစေဖို့ဖြစ်ပေမဲ့နောက်ပိုင်းမှာတော့တိရိလင်ကလုံနိုင်ငံမျိုးတွေမှာမိဖွားရလွယ်ကူစေဖို့မိဖွားခန်းထဲမှာနောက်ဆုံးအချင်းကပ်ပြီးမှပရိယေတိုက်တဲ့ဒေတာနန္တရာဒလေးထုံးစံတွေအထိပြောင်းလဲအသုံးပြုလာကြတယ်လို့ပညာရှင်တွေကမှတ်ချက်ပြုကြပါတယ် ဒီနေ့ခေတ်မှာတော့ဒီအန်ဂျိုကန်နဲ့ပရိတော်ဟာထီရာဝါဒဘူးတွေပါလာမှာကဘာတွန်းလက်တွေ့ကျင့်သုံးနေကြတဲ့အလွန်အရေးပါတဲ့ယူရသားလေးတစ်ခုဖြစ်နေပါပြီ။ရှေခေတ်ကကြောက်တရားရဲ့တင်ကေတာတစ်ခုဟာကိုဝင်ဆောင်မိခင်တွေရဲ့စိုးရင်ပူပန်မှုတွေကိုလျောပါတတ်တာစေပြီးမိခင်နဲ့ကလေးလုံခြုံရေးဆိုင်ရာကဘာလွှမ်းခြုံတဲ့အမတ်လက္ခဏာတစ်ခုဖြစ်ပြောင်းလဲတွားခဲ့တာပါ။ဒီတဘောတရားဟာဂျပန်နိုင်ငံကမိဖွားရွယ်လွယ်ကူစေတဲ့ဖျာလောင်းကိုရစုခွင့်ရင်းရဲ့အယူအဆတွေနဲ့လည်းအလွန်စင်တူနေတာကိုတွေ့ရပါတယ် ဒီရှင်းလင်းတင်ပြချက်ကိုညီခုံးချုပ်ရမယ်ဆိုရင်အဆုံးစွန်တော်စဉ်းစားစရာမေးခွန်းချက်ကိုခြံရေးခဲ့ခြင်းပါတယ်လူသားတွေရဲ့လက်ညှိုးဖုံးကွယ်ကိုစုကိုချောင်းကိုစုဆောင်ခဲ့တဲ့ကြောင်းမဖွယ်လူထက်သမားကြီးတယောက်ဟာမိခင်နဲ့ကလေးတွေကိုကာကွယ်ဆောင်ရှောက်ပေးတဲ့အထွတ်အမြတ်ထားရယဟန္တာတစ်ပါးဖြစ်ကိုရောက်ရှိသွားနိုင်နေဆိုရင်ဒါလူသားတွေရဲ့အလုံးစုံပြုပြင်ပြောင်းလဲနိုင်စွာနဲ့ပတ်သက်ပြီးဘလူသတင်းစကားမျိုးကိုပင်ယူရတာလေအထက်ကဘလို့ပဲဆိုရောက်ခဲ့ပါစေစင်မနဲ့အနောင်တတရားနဲ့မေတ္တာကရုဏာထားရှိနိုင်မှုဟာအကန့်အသတ်မရှိဘူးဆိုတာကိုအားလုံးပဲဆက်လက်တွေ့တော်ဆင်ခြင်နိုင်ကြပါစေလို့တိုက်တွန်းရင်ဒီမှာပဲရန်နာလိုက်ပါစေ